သူမကကျွန်တော်ရဲ့မိခင်အရင်မဟုတ်ပေမဲ့ကျွန်တော်အသက်ကိုကယ်တင်ပေးခဲ့တဲ့ကျေးဇူးရှင်ပါရူကီလို့ခေါ်တဲ့ဒီခွေးလေးဟာမွေးပြီးရပိုက်အတွင်းမှာပဲမိခင်အရင်ကိုဆုံးရှုံးခဲ့ရပါတယ်အေးတန်ကြောင့်အကူညီမဲ့နေတဲ့ခွေးလေးကိုပိုင်ရှင်ဖြစ်သူကနွားမကြီးတစ်ကောင်ရဲ့ဘေးမှာတွားထားပေးခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးနွားမကြီးဟာခွေးလေးကိုသူမရဲ့ခန္ဓာကိုယ်အနှွေးတက်ပေးပြီးသားအရင်တယောက်လိုနှွေးနှွေးထွေးထွေးစောင့်ရှောက်ပေးခဲ့ပါတယ်သူတို့နှစ်ကောင်ဟာဘဲသွားအမြဲတမ်းအတူတူရှိနေခဲ့ကြပြီးမြဲတနေ့မှာတော့သူစိမ့်ကြီးရောက်လာပြီးနွားမကြီးကိုကျိုးနဲ့ချီကဆွဲခေါ်သွားကြပါတော့တယ်ခွေးလေးကလည်းသူ့အမေကိုမခေါ်သွားဖို့အသေးလဲဟောင်းပြီးတားဆီးပေမဲ့တင်းငယ်လွန်းတဲ့သူ့ခွန်အားလေးနဲ့မတတ်နိုင်ခဲ့ကြပါဘူးနွားမကြီးခတ်သွားပြီးနောက်မှာခွေးလေးဟာသူ့ကဘာကြီးပြိုကျသွားသလိုခံစားရပြီးအိမ်ကနေထွက်ပြေးကနွားမကြီးကိုလိုက်ရှာပါတော့တယ်လမ်းမတွေပေါ်မှာအနံ့ခံပြီးလိုက်ရှာရင်နောက်ဆုံးမှာတော့မောင်မိုက်နေရဲ့နွားတင်းကုတ်တကူထဲမှာနွားမကြီးကိုပြန်တွေ့ခဲ့ပါတယ်နွားမကြီးကသူ့ကိုအိမ်ပြန်ဖို့မျက်လုံးတွေနဲ့ပြောနေပေမဲ့ခွေးလေးကတော့အပီးအလွှားသွားဖတ်ထားခဲ့ပါတယ်ဒါပေမဲ့ပိုင်ရှင်ဖြစ်သူကခွေးလေးကိုအိမ်ပြန်ခေါ်သွားခဲ့ပြီးအိမ်ရောက်တဲ့အခါမှာတော့ခွေးလေးဟာအစားလဲမစားရေလဲမတောက်ပဲတကားဝမှာပဲမျောလင်းချက်မဲ့စွာထိုင်ဆောင်နေခဲ့ပါတယ်ဒါပေမဲ့ညနေစောအချိန်လေးမှာတော့အိမ်ရှိကနေရင်းနှီးနေတဲ့အထမ်းလေးတစ်ခုကိုကြားလိုက်ရတဲ့အတဲ့ခွေးလေးလည်းဝမ်းသာအားရပြေးထွက်သွားပြီးနွားမကြီးရဲ့ရင်ခွင်တွေကိုအပြေးအလွှားဝင်ရောက်သွားပါတော့တယ်တချို့ကမျိုးစိတ်မတူတဲ့တရိษံလေးကြားကတန်ရောစင်ကိုနားမလည်နိုင်ကြပေမဲ့ဒီခွေးလေးအတွက်တော့သွေးသားတော်ဆန်မှုကအသက်ကိုပေးခဲ့ပြီးနွားမကြီးရဲ့မိသားကတော့သူ့ကိုဆက်လက်ရှင်သန်ခြင်းစိတ်တွေပေးစွမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်